ရတော့ကျွန်တော်တို့ဒိုးစုခင်းတဲ့ episode 4အနေပြန်လဲကြိုဆိုရပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ဘာဆောက်တော့မလဲဆိုလို့ရှင်ပေါင်းဒါကြီးပဲဖြစ်ပါတယ်ဒီမှာတို့ရင်ကျွန်တော်နွားတွေချက်တွေတော်တော်ကြီးကြီးနေပေါ့နော်ဒီနေရာကျွန်တော်ဆိုလို့ရှိရင်လည်းနှစ်ကောင်ထက်ပုံမမွေးနိုင်ဘူးပေါ့နော်ဟိုလေအလုံးနှစ်တကောင်ပိုးနေမျိုးစိတ်တစ်ခုကိုနှစ်ကောင်ပဲကျွန်တော်မွေးနိုင်တယ်ပေါ့နော်အရင်ကျက်လို့နော်โอเคရကြောက်ဆောင်တော့တော့နေလေโอเคကျွန်တော်ဘယ်လိုလေးစောက်တော့မလဲဆိုကျွန်တော်ဟိုတကားဟိုပါလဲမြန်မာခရက်တာတင်ထားလေးဗီဒီယိုလေးကျွန်တော်အဲ့ဒီကနေပြီးတော့ကြည့်ပြီးစောက်ပါမယ်မြန်မာခရက်တာရဟိုဗီဒီယိုပါလဲဟက်ကို100 day ဗီဒီယိုမှာတင်ထားတာပေါ့နော်ကျွန်တော်အဲ့အတိုင်းလိုက်စောက်ပါပါဒါပေမဲ့ဒီပုံစံတိုင်းတော့မဟုတ်ဘူးနော်ဒီနားလေးမှာစောက်ပါပါကျွန်တော်တို့ကတဲကနေရတဲ့မဟုတ်တဲ့ခါကျတော့တဲကနေရကြီးဆိုတော့တော်တော်ဆိုးရဗျာနော်ကျွန်တော်အရင်ပိုင်းတော့ကျွန်တော်ဒီမှာဒါလေးကာလိုက်တယ်ဒါလေးပက်ပက်လေးလိုက်ကာထားရပါတော့ကျွန်တော်အခုဒီမှာစောက်မှာပါအခုကျွန်တော်ဒီမှာစောက်မှာတော့မဟုတ်ဗျာနော်ကျွန်တော်ဒီမှာပဲပြန်စောက်မှာဒါပေမဲ့ဒီနားမှာကိုပြန်စောက်ပါနော်အခုတော့ဒီတောသားလေးတွေဘယ်တော့မှထားနေမလဲဆိုတော့ဒီကောင်းလေးများတက်လက်လို့ကောင်းလေးဘယ်တော့မှထားမလဲကျွန်တော်ကျန်ရပြီကျွန်တော်ဒီကောင်းလေးကိုဒီ channel မှာလာထည့်တာမယ်ဒီကောင်းလေးဒီ channel မှာလာထည့်တာပါခဏထည့်တာပါโอเคကျွန်တော်ကျိုးနှစ်ကောင်စီရင်ထည့်မယ်ပေါ့နော်ကျွန်တော်ကျိုးနှစ်ချောင်းမရှိရဆိုကျိုးကနှစ်ချောင်းမရှိရဆိုโอเคကျွန်တော်ကျိုးလေးနဲ့လုံးထည့်ပါမယ်ကျွန်တော်ဒီဘိုင်းမှာတော့ကျွန်တော်ဘာမှမစောက်ထားရဘူးပေါ့နော်ကျွန်တော်ဟိုဘိုင်း record ပြီးရတယ်ဒီဘိုင်းတန်း record လာဆိုတော့ကျွန်တော်ဒါမှသိပြီးတော့ခါနေဘာလို့မနေနေချစ်တယ်ဒီကောင်လေးထွက်ပြေးပါဆိုတော့that's a cookie okay let's go Con chén gì Hey, what's up? Yeah, come. Hỉ hú gỏng mà toán này lý Laပြန်လာဒီလာဒီထဲလာပြေပိတ်ထားလိုက်ပြီโอเคဒါဆိုတော့ကျွန်တော်ကောင်းနေတဲ့ channel လေးကိုဖြတ်စီးပြီးတော့ဆောက်လို့ရပါပြီခုတော့မြေကြီးလေးပါလေးတွေကြာလိုက်ညှိတာပြီးပြီပေါ့နော်ခုတော့ကျွန်တော်အိမ်မယ်ပြီးရင်လိုအပ်တဲ့ပစ္စည်းလေးတွေတွတ်တူးပြီးတော့စပါမယ်ဗျ
Let's go တော့ရ zombie နေရာမှန်နေလားမဟုတ်လားနိုင်လာရအောင်အခုလို့ဆို zombie စပုံးမှဆိုလို့နည်းနည်းပါလေးလောက်တာပါရတော့မယ် let's go ဒီမြန်မာခေါ်တာဗီဒီယိုခုနလေးမှကြည့်တာဟောရေဘယ်တော့မှ monster ရှိလို့တော့ခုနမှမြန်မာခေါ်တာဒီကနေဗီဒီယိုကြည့်တာဆိုလုံးပါနဲ့ where is a monster ဘယ်တော့မှလဲကွာတောင်းဝင်ပါလေကွာတရေချောင်းနေရလားကွာရတယ်မင်းတို့အဲ့လိုလုံးมาတော့ငါလဲလို့ပြန်လို့မှာပေါ့ဟဲ့ဒီရွာသားကဘာတော့အော်ဒီကောင်ညမိတ်တဲ့ရွာသားဒီကောင်အစိမ်းအောင်ရွာသားကြီးငါအိတ်တော့လာကွာတော်တော်စိတ်ပြတ်လာပြီကွာတကယ်စိတ်ပြတ်လာပြီကွာမွန်းစတာရှိတယ်တဲ့အဲ့လိုမရဘူးတဲ့မွန်းစတာဘယ်တော့မှမလို့တော့ငါလည်းမတွေ့ပဲနဲ့လောက်ပါနဲ့ကွာအိတ်ချင်လို့ပါရုပ်တကယ်အိတ်လို့မရဘူးဒါဆိုတော့ဒီညကိုလှုပ်ပြီးတော့ပဲကုန်ဆုံးလိုက်ကြတာပေါ့ဗျာI don't like it. What are you doing? Jody, good. One sour, no. What the tape here, though, so. Pamon is alumia, Pamon is I don't know. You bother. 打警察嘛打警察嘛吧就我打警察嘛吧嘞给他来没 OK ဒီညကျွန်တော်တို့အိတ်လို့ဘယ်အိတ်လို့ရမလို့အိမ်ဘေးနားမှာငါတဲ6လို့လာကြည့်နေတော့Taduk Papiak La De sao từ đồ là gì nè em mà số này la bé này ra là đi mẹ đi no em mà số này bị mà nhân đồ lại rồi bị liên là còn đúng không đâu vừa đời đâu mà nó chỉ mấy gì này Okay. ဒါဆိုတော့ကျွန်တော်တို့တစ်ပင်လေးခုတ်လိုက်ရအောင်ကျွန်တော်
yo အားလုံးပဲနားထောင်ကြပါကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းလေးကတော့ကျွန်တော်တို့ရဲ့ဒီနေ့ယောက်ျားလေးတွေရဲ့လှူရှာတဲ့ကြားချီရတဲ့အကြောင်းကျွန်တော်ပြောပြမှာဖြစ်ပါတယ်โอเคအားလုံးကောင်းလေးကတွေ့ဖို့ချင်းနဲ့ည10နာရီကြော်တဲ့တန်တန်တန်မြို့ထဲပဲကားတွေပတ်လို့ရှောက်လို့မောင်းမှာပါတဲ့တန်တန်တန်မြောက်ထဲပဲရုပ်ရှင်ကြည့်ချင်လို့ဆိုအိုတာပါတဲ့တန်တန်တန်နိုင်ကောက်ပြန်အိမ်ပြန်ပို့မယ်ဆိုရင်သေးကြတာကတန်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 အမောင်ဘေးချက်ကောင်းလေးချက်နောက်ပြီးတန်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 ပခုံးလေးဖတ်ပြီးတန်တန်တန်ကောင်းလေးရှက်ပြီးတန်တန်တန်ခေါင်းချင်းကပ်ပြီးတန်တန်တန်နောက်ပြီးတန်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 来啦，上么边呢？半夜个人家被me表妹人眼上位me，嘎达么lo半夜不把那个拉比么浪的呢？到晚里到个来呢，爸妈么地不上么对呢？嘛他把那么的等俺咋有 ？Always man 咋不？把来 always man 咋不？把来 always man 咋不？这类来我们到把不，yes so 来我们到把不，对家兵我们放把不，爱搞把来我扫哪不？嘛他要家嘛的苗白西的苗个哪不的苗个干度，阿妹罗的苗西的的好老。ဒီလောက်ကြားကနံဘူးကိုကန်တူးတင်ပြီးသွားမရှုံနဲ့တော့သူကငထန်ယူကြားပြပြမပြပြနော်တော့ကလာတော့ဘသူမှမချမ်းဘူးမထားတော့မထားကချတော့ဒါမျိုးတကတိတ်ချက်ကောင်းတယ်ယောက်ျားလေးတော်များများကဒါမျိုးကြဖိတဲ့ပေါ့ကောင်းတယ်နောက်ကြမှာစိတ်ချောက်ပြောင်းလဲထိပ်ပေါက်ခေါင်းခွဲဒါပဲကောင်းမလဲဒါကြောင့်မို့တေးလာမနှောင်းနဲ့ကိုချစ်သူကဘလို့နောက်ကြောင်းလဲဒါဆိုရင်ဘလို့ကကောင်းလဲပြောပြစမ်းမှာကိုပါတောင်းလေပြောရရင်ပိုကတောင်းတဲ့ကံကြမ္မာကိုပဲလူရတောင်းွယ်စဉ်းစားရင်အိုကညောင်းမဲ့ဘွားကြီးကလည်းတကယ်တူတောင်းတယ်ဒါကြောင့်မို့ချိန်တွေနောင်းနေတလောကလုံးပိုင်ကြီးပဲကောင်းတယ်ကောင်းလေးကတွေ့ဖို့ချိန်နဲ့ည10နာရီကြော်တဲ့တန်တန်တန်မြို့ထဲပဲကားတွေပတ်လို့ရှောက်လို့မောင်းမှာပါတဲ့တန်တန်တန်မြောက်ထဲပဲရုပ်ရှင်ကြည့်ချင်လို့ဆိုအိုတာပါတဲ့တန်တန်တန်နိုင်ကောက်ပြန်အိမ်ပြန်ပို့မယ်ဆိုရင်သေးကြတာကတန်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 အမောင်ဘေးချက်ကောင်းလေးချက်နောက်ပြီးတန်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 ပခုံးလေးဖတ်ပြီးတန်တန်တန်ကောင်းလေးရှက်ပြီးတန်တန်တန်ခေါင်းချင်းကပ်ပြီးတန်တန်တန်နောက်ပြီးတန်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 ကျွန်တော်အခုဆိုလို့ရှိရင်တော့ပြီးပါပြီဗျပြီးဆိုတော့ကျွန်တော်တို့ချက်လောက်ကြည့်လိုက်ရအောင်ကျွန်တော်စောက်ထားတဲ့ဟာလေးပြီးပါပြီမိစကန်နဲ့စောက်ထားတဲ့ကချင်ပြည်နယ်ဖားကန်းမြို့ဆိုတော့နည်းနည်းတီးခံပြီးကြည့်ပြကြပါကျွန်တော်စောက်ထားတဲ့ဟာလေးပြီးပါပြီဟုတ်ပါဒါမြန်မာ character ဗီဒီယိုတွေကကျွန်တော် reference ယူပြီးတော့စောက်ထားတာပါမှတ်ပါတယ်ဒီထဲမှာဆိုလည်းကျွန်တော် Center နဲ့ decorationစင်ထားပါတယ်ကျွန်တော်ပုံမီလေးနဲ့ပုံမီလေးနဲ့ကျွန်တော်နည်းငယ်လောက်အောင်ပါဗီဒီယိုလည်းရရှိနေပြီထင်ပါတယ်ဗျာအဲ့တော့နောက်ဗီဒီယိုကြမှာပြန်တွေ့ပါမယ်